Hello မင်္ဂလာပါရှင်။ဒီဟင်းလေးကတော့မွန်ရိုးရဟင်းလျာဖြစ်တဲ့ကြက်ပြောက်လက်တော့ပဲဖြစ်ပါတယ်ရှင်။တက်တုံယူရဲ့ချင်းရဲ့စပလင်းရဲ့စနွေးရဲ့စားရည်ငါမြရည်လေးရဲ့အရင်နေပြီးတော့ပြုတ်ပါမယ်။好啊，好看呢。好，我打的，有味道呢，晒晒透。ဆူလာတာနဲ့ကျမကဟင်းဒီဟင်းရွက်ကြိုက်တော့အတီးရွက်လေးနဲ့ထည့်တယ်ပေါ့နော်ရွာမှာဆိုလို့ရှိရင်ဒီတိုင်းပဲ plain ပဲကြက်ပြုတ်လက်တော့ဒီတိုင်းပဲစားပါတယ်ချက်ပါတယ်ကျမအတီးရွက်လေးနဲ့ပို့ထည့်ထားပဲအတီးရွက်စားခြင်းလို့ငရုတ်တီးကိုလော်ပါမယ်ရှင်အရောင်လေးနည်းနည်းနီးလိုက်ရင်ချပါမယ်အဲ့ဒါကိုငရုတ်စုံနဲ့ထောင်ပါမယ်ငရုတ်တီးကိုမညက်တညက်ပေါ့နော်ထောင်ပါမယ်ဘာဖြစ်ဆိုတော့ကျမတစ်ခါလေးကြာရင်ငရုတ်တီးစိမ်းစားတာပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်တော့ငရုတ်တီးအကြက်မှုန့်လိုမျိုးလိုချင်လို့ငရုတ်တီးကိုအချောက်တောက်ကိုထောင်တာပါအကြက်တုံနီလေးထည့်မယ်ကြက်တုံနီကိုလည်းမညက်တညက်မကြည့်ရုံပေါ့နော်အဲ့ဒါထောင်ပါမယ်ဒီလောက်အနေထားလောက်ဆိုရပါပြီရှင်ဒါဆိုလို့ရှိရင်ပကံလေးထဲမှာထည့်ပြီးတော့ဘေးနားမှာဖယ်ထားပါမယ်ကြက်ပြုတ်လက်တော့ဆူရအဆင်ပြေဖြစ်တာနဲ့ဟင်းရည်တဲ့ဟိုတခါတည်းလောင်းထည့်ပြီးတော့ချက်ပါမယ်ဒီနေထားလောက်ဆိုလို့ရှိရင်ကြက်ကလည်းနူကာရော့တို့မိုးတို့ကလည်းအနေထားအတော်လောက်ဖြစ်ပြီးကြက်နေပြီဆိုတော့ခရမ်းချင်းဒီနဲ့မယမ်းများကိုထည့်ပါတယ်ကျမတို့မွန်ပြည်နယ်မှာဆိုလို့ရှိရင်ကြက်ပြုတ်လက်တော့ကိုမယမ်းများနဲ့ပဲချက်ပါတယ်အဲဆိုကိုငါဖယ်ထားတဲ့ကြက်တုံငရုတ်တီးကိုထည့်မယ်နာမင်းကိုနောက်ဆုံးထည့်မယ်ဒါဆိုလို့ရှိရင်အရသာရှိတဲ့ကြက်ပြုတ်လက်တော့ရပါပြီအများကြီးလေးနည်းနည်းပေါက်ထည့်မယ်ပြီးတော့အငံလေးနည်းနည်းလိုနေလို့ပါကျေးဇူးပေးတဲ့ချစ်တငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တန်ကုန်ဖွင့်မလွန်အောင်ဟင်းလက်ချက်သမင်းလက်ချက်သမီးလေးတွေကလည်းကျောင်းကနေပြန်ရောက်ဘိုက်စားတာနဲ့အနည်းတော့ပဲသူတို့ကကျောင်းပြန်လာတာနဲ့အရန်ဘိုက်စားအဲ့နဲ့ဒီချက်ပြောလို့တော့လေးကလည်းသူတို့ရဲ့အကြိုက်သူတို့ကဒီမိုးတော့မစားဘူးကျန်တာလည်းကြတော့အကုန်ထည့်ပြီးကျေးဇူးတင်ပါတယ်ရှင်Thanks for watching.